မင်္ဂလာပါဗျကျွန်တော်တို့မြန်မာ e-sport channel မှာကြိုဆိုလိုက်ပါခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့ gaming သတင်းတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ gamer တွေပေါ့နော် gamer တွေ YouTuber တွေနောက်တခြားသော content creator တွေရဲ့တုံးတယ်ပေါ့နော်ဒီမရှိမဖြစ်တုံးတဲ့ tools တွေတခုပေါ့ CapCut ဆိုတဲ့ဥစားပေါ့နော်အဲ CapCut မှာကျွန်တော်တို့ pro version ကိုမဝယ်ဘဲနဲ့ပတ်စံတပြားမှမကုန်ဘဲနဲ့ pro version မှာတုံးလို့ရတဲ့ features တွေကိုဘယ်လိုသုံးရမလဲဆိုတာလေးကိုကျွန်တော်ဒီ video မှာပြောပြအောင်မှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီ tutorial လေးမစခင်မှာကျွန်တော်တခုပြောချင်တာကတော့လေဖြစ်နိုင်ရင်တော့ဒီ software တွေကိုဝယ်သုံးပေးပါပေါ့နော်ဒီ software company ရတယ်သူတို့ဒါမျိုးလေးဖြစ်လာဖို့အတွက်ကိုသူတို့ငွေအားအချိန်လူအကုန်လုံးစိုက်ထုတ်ပြီးတော့တေချာလောက်ထားတာဆိုတော့လေဖြစ်နိုင်ရင်တော့ဝယ်သုံးပေးပါအခုကျွန်တော်ပြောပြပေးရဆိုတာကလည်းကျွန်တော်တို့ဒီမှာဗမာနိုင်ငံမှာပေါ့နော်အထူးသဖြင့်တော့content creator အသစ်တွေပြီးတော့ဟိုပါပေါ့ဒီ creator လုပ်ပြီးတော့စလုပ်မယ်ပေါ့နော်စလုပ်ပြီးတော့ကျွန်တော်တို့ငွေကြေးမတက်နိုင်တာဒါမှမဟုတ်ပေးမဲ့ပေးချေဖို့ခက်ခဲတဲ့လူတွေအတွက်ရည်ရွယ်ပြီးတော့ကျွန်တော်ဒါလေးကိုပြောပြရဖြစ်ပါတယ်။ကြွေကိုကနိုင်ငံခြားမှာလည်းရှိရဲဒါမှမဟုတ်ပေးမဲ့နဲ့တက်နိုင်တယ်ဆိုရင်တော့ဝယ်ပြီးသုံးပေးပါလို့အကြံပေးပြရစီနော်။အဲ့တော့အရင်ဆုံး CapCut ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ဒီမှာဒီကျွန်တော်တို့ page တွေနောက်တခြားသော creator တွေ YouTuber တွေနောက်အဲ့လိုမျိုးပေါ့နော်ကျွန်တော် live streamer တွေသူတို့ live stream တွေဆိုလဲကျွန်တော်တို့ဒီ game တွေဆိုလဲဒီ highlights တွေပြန်ထုတ်မယ်အဲ့လိုမျိုးပေါ့နော် video တွေတီးဖြတ်မယ်နောက်ခံအတန်တွေထည့်မယ်နောက် effect တွေထည့်မယ်အစုံပေါ့နော်အစုံအဲ့လိုသုံးတဲ့ software လေးတစ်ခုပေါ့နော်အဲ့ software လေးအကြောင်းမှာကျွန်တော်တို့အဲ့ software ကိုဘယ်လိုသုံးရမလဲဆိုတာလေးပြပြသွားမှာပါနော်အဲ့တော့အရင်ဦးဆုံးအဲ့ software ကကျွန်တော် free သုံးမယ်ဆိုရင်သုံးလို့ရတယ်ဒါပေမဲ့ free သုံးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့သူ့မှာပေးထားတဲ့ဒီအလကားသုံးလို့ရတဲ့ဟာလေးပဲသုံးလို့ရမှာပေါ့နော်အဲ့တော့ pro ဝယ်သုံးမယ်ဆိုရင်တော့ကျွန်တော်တို့ကအကုန်သုံးလို့ရမယ် pro သုံးမယ်ဆိုရင်တော့ကျွန်တော်တို့ကနှစ်စဉ်ကြီးဒါမှမဟုတ်လစဉ်ကြီးနဲ့ဝယ်ပြီးသုံးရတာပေါ့နော်အဲ့တော့အဲ့လိုမျိုးဝယ်ပြီးတော့မသုံးဘဲနဲ့ကျွန်တော်တို့ပတ်စံမပေးဘဲနဲ့ဒီ pro မှာသုံးလို့ရတဲ့ features တွေကိုဘယ်လိုလုပ်မလဲဆိုတာလေးကိုကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်အဲ့တော့ဒီမပြောခင်မှာနောက်တစ်ခုကဒီအခုပြောမဲ့ဒီလုံနီးလေးကတော့ကျွန်တော်တို့ဒီ Android တို့ phone တွေ tablet တွေမှာတော့ iPad တို့အဲ့လိုမျိုးပေါ့နော် iPad တို့ Android တို့ phone တွေ tablet တွေအဲ့ဒါမှာတော့မရသေးပါဘူးကျွန်တော်တို့သုံးလို့ရတာတော့ PC laptop အဲ့လိုမျိုးပေါ့နော် desktop ဒီလိုမျိုးအကြီးကြီးမှာပဲကျွန်တော်တို့သုံးလို့ရပါသေးရဲ့ပေါ့နော်ဆိုတော့အရင်ဆုံးဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့ကCapCut တော့ရှိရမှာပေါ့နော်မရှိရင်လည်းလွယ်ပါ Google မှာ CapCut လို့ရိုက်ရှာပြီး download ဆိုရင် install သွင်းလိုက်အောင်ပေါ့နော်သူကပထမဆုံးကျွန်တော်တို့က install သွင်းဝင်ပြီးွားရင်တော့ account လေးတစ်ခုလုပ်ပြရပါတယ် account ကလည်းထွေထူးလုပ်စရာမလိုဘူးကျွန်တော် Google နဲ့ချိန်လိုက်ပြီးသွားပြီအဲဆိုနော်အဲ့တော့ချိန်ပြီးသွားရင်ကျွန်တော်တို့အထဲဝင် CapCut ထဲဝင်လိုက်မယ်ပေါ့နော် CapCut ထဲဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အရင်ဦးဆုံးခုလိုမျိုးပေါ်နေမှာပေါ့နော်တောင်းလေးမှာကျွန်တော်ဆိုဒီဟာ account အသစ်လေးဖွင့်ထားတာတုံးတော့အရင်ဆုံးအဲ့တော့စလုပ်မယ်ဆို create project လေးကိုနှိပ်ပြီးရင်အဲ့မှာ import လေးကိုနှိပ်ဒါကတော့ကျွန်တော်ဗီဒီယိုလေးတွေနောက်ဓာတ်ပုံလေးတွေလုပ်ထားတာလေးပေါ့နော်ဒါဒီဟာကိုပြဖို့အတွက်ပေါ့နော်လုပ်ထားတာဒါပေမဲ့ဘာ effect မှမထည့်ရသေးဘူးပေါ့နော်ဘာဆိုဘာမှ effect မထည့်ရသေးဘူးအဲ့တော့အဲ့ဒါလေးကိုအရင် import ပေါ့နော်တွင်းလိုက်ဒါဆိုတာအခုကျွန်တော်နှိပ်ပြလိုက်မယ်ဆိုလို့ရှိရင်ဒါဘာမှမလုပ်ရသေးတဲ့ဟာပေါ့နော်ဒီတိုင်းပဲကျွန်တော်တို့ဒါဟိုလိုပေါ့ဒီ slide show လိုမျိုးပေါ့တစ်ခုဒီတိုင်းသွားနေတဲ့ဟာပေါ့နော်ဒါဘာမှမလုပ်ထားသေးဘူး effect မထည့်ရသေးဘူးပေါ့အဲ့တော့ effect ထည့်မယ်ဆိုလို့ရှိရင်လည်းထုံးစံတိုင်းသူထည့်ခြင်းတဲ့ဟာလေးကိုနှိပ်မယ်ထည့်ခြင်းတဲ့ဓာတ်ပုံထည့်မယ်ဘယ်ထည့်မယ်ခုနကဟာလေးနှိပ်ပြီးရင်ကျွန်တော်တို့အပေါ်မှာ effect ဆိုတာရှိရဲအဲ့မှာသွားပြီးအဲ့မှာဘယ် effect တွေထည့်မလဲပေါ့အဲ့ဒီမှာ effect ကအဲ့မှာစိန်ပုံပါလေးရှိရယ်စိန်ပုံမပါလေးရှိရယ်စိန်ပုံလေးပါတဲ့ဟာအခုအပြထားတဲ့ဟာမျိုးလေးအဲ့ဒါလေးဆိုလို့ရှိရင်ပတ်စံပေးရတဲ့ဟာလေးဒီလို effect တွေပတ်စံပေးရတဲ့ဟာလေးစိန်ပုံမပါတဲ့ဟာလေးဆိုရင်တော့ဒါ free သုံးလို့ရတဲ့ဟာလေးပေါ့ဒါဆိုရင်ပတ်စံပေးရမယ့် effect လေးပေါ့နော်ဆိုတော့အဲ့ပတ်စံပေးရမယ့် effect လေးကိုကျွန်တော်ကအရှိရဓာတ်ပုံမှာကျွန်တော်ထည့်ကြည့်မယ်ပေါ့နော်ထည့်မယ်ဆိုလို့ရှိရင်တော့ရှင်းတယ်ဒါကျွန်တော်တို့အဲ့အပေါ်ဟာလေးကိုဆွဲချလိုက်အောင်မယ်ပေါ့နော်ဒါကိုမထည့်ရသေးတဲ့ဟာဒါလေးကိုထည့်မယ်ပေါ့ထည့်မယ်ဆိုလို့ရှိရင်အပေါ်မှာ effect နဲ့အဲ့လိုလေးဖြစ်သွားမယ်ပေါ့နော်ဖြစ်သွားမယ်ညနှိပ်လိုက်ဒီလို effect လေးဝင်လာပါတော့ဟုတ်ပြီအဲ့လိုပဲကျွန်တော်တို့နောက်တစ်ခုဒီဘက်က video နဲ့ကြာကျွန်တော်က effect မဟုတ်ပဲ transition ပေါ့ transition ဆိုတာကတော့ကျွန်တော်တို့စာအုပ်မှာဆိုလို့ရှိရင်စက်ကူလှန်တာပါဗျာစာမျက်နှာ1ကနေစာမျက်နှာ2ကိုဘယ်လိုသွားမလဲပါညာပေါ့ effect လေးနဲ့သွားတာပေါ့နော်အဲ့မှာလည်းအဲ့လိုပဲအခုဆိုရင်ဒါစိန်ပုံလေးဆိုရင်ပတ်စံပေးရတဲ့ဟာလေးစိန်ပုံမပါလေးရတော့ free လေးပေါ့နော်အဲ့တော့ပတ်စံပေးရမယ့်ဟာလေးတွေကတခုကျွန်တော်တစ်ချက်ရွေးလိုက်မယ်အဲ့လိုမှာစာရွက်လန်တဲ့ပုံလေးလို့ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ထည့်ကြည့်လိုက်မယ်ပေါ့နော်နှစ်ခုကြားမှာကျွန်တော်ထည့်လိုက်မယ်ထည့်ပြီးသွားလို့ရှိရင်ဒါတော့ဘယ်လိုဖြစ်သွားမလဲဆိုတော့ဒီအရှိရ effect ပါမယ်ပြီးရင်ခုနလှန်သလိုစာရွက်လှန်သလိုလေး
အဲ့လိုတွေသွားမယ်ပေါ့နော်အဲ့လိုပဲကျွန်တော်နောက်ကဟာကိုလည်းတစ်ခုထပ်ထည့်မယ်ဒီနောက်တစ်ခုကိုလည်းဆိုတော့အဲ့လိုပဲကျွန်တော် transition effect လေးနောက်တစ်ခုထပ်သွားကြည့်မယ်ပေါ့နော်ဒီဘက်မှာအများကြီးရွေးလို့ရအဲ့မှာ 3D တို့เนาะအများကြီးပဲရှိရ light ဆို overlay တို့အစုံရှိရပေါ့နော်အဲ့ထဲကနေမှကျွန်တော် effect လေးတစ်ခုကိုရွေးပြီးတော့ထည့်လိုက်ပါမယ်เนาะဟုတ်ပြီထည့်လိုက်မယ်ဆိုရင်ဘယ်လိုဖြစ်သွားမလဲဆိုတော့နောက်တစ်ခုကဒါမျိုးလေးရွေးသွားမယ်โอเคအဲ့ဆိုရင်အခုလက်ရှိကျွန်တော်သုံးတဲ့ဟာတွေအကုန်လုံးကဒါပတ်စံပေးသုံးရတဲ့ဟာတွေပဲပေါ့နော်စိန်တုံးတဲ့ဟာတွေပဲကျွန်တော်ထည့်ထားတာကျွန်တော်ဒီလည်းဘာမှ pro မဝယ်ထားဘူး free သုံးနေတာအကောင့်ကလည်း free ပဲလုပ်တာဘာမှမလုပ်ထားဘူးဘာဆိုဘာမှမလုပ်ပဲ free ချနေတာပေါ့နော်ဂုံးစင်းနေတာပေါ့ပြောရမယ်ဆိုလို့ရှိရင်နောက်တစ်ခုကနော် effect ထည့်လိုက်အောင်မယ်ကျွန်တော်ဒီမှာနောက်ဆုံးပုံလေးကိုခုနစာရွက်လှန်ဆိုပဲရှိသေးတာပုံမှာကျွန်တော် effect ထည့်မယ်အဲ့ဆိုရင်ဒါကျွန်တော်တို့အခုခေတ်စားနဲ့တချို့အဲ့လိုမျိုးပေါ့နော်ပုံလေးဖြစ်သွားတာပေါ့โอเคအဲ့ဆိုလို့ရှိရင်ဘာလုပ်ရမလဲဆိုတဲ့အခါကျတော့အဲ့ဒါကျွန်တော်အစဆုံးပြန်ပြပေးရပါတော့အဲ့တော့ခုနကကျွန်တော်ပြောလို့ပဲ free သုံးမယ်ဒီ effect တွေအကုန်လုံးထည့်မယ်နောက်ဒီမှာထည့်လို့ရတာရှိသေးတယ်ဥမာကျွန်တော်တို့ဟို subtitle ထည့်တဲ့ဟာမြန်မာနဲ့အင်္ဂလိပ်လိုဟာ auto ထည့်ပေးတာတော့ပါဒါကတော့ဒီမှာကျွန်တော်စကားပြောမပါတဲ့အတွက်မထည့်တော့ဘူးထည့်ရင်လည်းပတ်စံပေးရတယ်ခုနလိုမျိုးပေါ့နော်ဆိုတော့ဒီမှာ pro ပေါ့နော်ကျွန်တော်မပေးရသေးဘူးဒီမှာ export လုပ်ကြည့်မယ်ဆိုရင်ဒီမှာကျွန်တော်သုံးထားတဲ့ဟာတွေတွေ့လိမ့်မယ်ခုနကစိန်တုံးလေးနေပေါ့နော်ဒီဟာရဲ့ပတ်စံပေးပြီးလုံးမရမယ်ဟာမျိုးလေးဆိုရင် export လုပ်လို့မရဘူး export လုပ်တယ်ဆိုတာကျွန်တော်ဗီဒီယိုထုတ်တာပေါ့နော်ထုတ်လို့မရဘူး okay ဗီဒီယိုထုတ်လို့မရဘူးဆိုကျွန်တော်ဘယ်လိုလုပ်ကြမလဲအရေးကြီးတဲ့ဟာဒီမှာစပြီးသေချာလိုက်မှတ်ပါနော်ဒီဟာရဲ့အကုန်လုံး control A ဒါမှမဟုတ်လို့ရှင်လည်းကျွန်တော်တို့ဒီလို select အကုန်ပေးလိုက်မယ်ပေါ့နော်ပေးပြီးွားရှင်ကျွန်တော် right click လေးခေါက်လိုက် right click လေးခေါက်လိုက်လို့ရှင်အဲ့ဒီမှာကျွန်တော် create compound ဆိုတာတွေရှိရဲ့အလယ်နားလောက်မှာပေါ့နော်အဲ့လိုနှိပ်လိုက် compound ဆိုတာတော့ဒါရဲ့အကုန်လုံးစုပေးလိုက်တာပေါ့နော်ရော့ဆိုပြီးအကုန်စုပေးလိုက်တာစုပေးလိုက်လို့ရှင်ဒီလို video define နဲ့ဖြစ်သွားပြီပေါ့နော်အဲ့တော့အဲ့ video define နဲ့ဖြစ်သွားတဲ့အခါမှာအဲ့ညာဘက်အပေါ်လေးမှာကျွန်တော်တို့အဲ့ video ပြင်တဲ့ဟာရှိရဲ့အဲ့ထဲမှာအရှိဆုံးက video မှာဟိုးအောက်ကိုဆွဲချလိုက်လို့ရှင်အဲ့မှာ motion blur ဆိုတာရှိရဲ့ motion blur ဆိုတာလေအဲ့ဒါလည်းပတ်စံပေးပြီးလောက်ရမယ့်ဟာတွေကိစ္စမရှိဘူးအမှန်လေးချစ်ပြီးသူ blur ကိုအဆုံးထိချော်လိုက်0မှာထားလိုက်ရင်အဲ့မှာ processing ဆိုပြီးတော့သူကလုံနေလိမ့်မယ်အဲ့ဒါလေးကိုကျွန်တော်ကအခုကြော်လိုက်တယ်100ပြည့်အထိဆောင်းလိုက်ပေါ့ကိုဗီဒီယိုရှင်ရှည်သလောက်ကြာမယ်တိုးရင်တိုးသလောက်မြင်မယ်ပေါ့နော်ကျွန်တော်တော့နည်းနည်းလေးရစ်လိုက်တာပေါ့အဲ့တော့အဲ့100ပြည့်ပြီးသွားရင်ကျွန်တော်တို့အဲ့မှာ start ထဲ CapCut ရှိတဲ့နေရာကိုရှာလိုက်မယ် CapCut ဘယ်နားမှာကိုထည့်ထားလဲထည့်ထားတဲ့ open file location ပေါ့နော်ဖွင့်လိုက်လို့ရှိရင် CapCut ရှိတဲ့နေရာရောက်သွားရောက်သွားပြီးရင်တော့အဲ့မှာ user data ဆိုတဲ့နေရာတွေရှိတယ်အဲ့ user data ဆိုတဲ့ file လေးကိုဝင်ပြီးသွားရင်အဲ့မှာ motion ဆိုပြီးတော့အပေါ်မှာ search မှာရှာကြည့်လိုက်ရှာလိုက်အဲ့မှာ motion blur cache ဆိုတာရှိတယ်အဲ့ cache file အရေးကြီးရအဲ့ထဲမှာအဲ့မှာခုနကျွန်တော်တို့လုပ်ထားတဲ့ file လေးတွေ့လိမ့်မယ်အဲ့မှာ mp4 file လေးနဲ့နှစ်ခုရှိရဲ့အရှိရဟာလေးပေါ့အဲ့မှာညာဘက်မှာပြန်ကြည့်လဲရ type မှာ mp4 ဆိုပြီးတော့ကျွန်တော်ရေးထားရပေါ့နော် mp4 ဆိုပြီးတော့file လေးပေါ့ဒါကဗီဒီယိုမထွက်သေးဘူးအဲ့ဒါကိုခုနကျွန်တော်လုပ်ထားတဲ့ဟာမလို့တော့ဖြတ်လိုက်မယ်ဖြတ်ပြီးသွားရင်ကျွန်တော်တို့ကခုန file ထဲမှာရှိရခုန motion blur ဆိုတဲ့ file ထဲမှာရှိရဟာလေးထုတ်လိုက်ဒါတူတူပဲကျွန်တော်ခုနကကျွန်တော်လုပ်ခဲ့တဲ့ဥစ္စာကိုပဲပေါ့နော်ဒါ cache ဆိုတဲ့ဟာကျွန်တော်တို့ဒါခဏယူထားရဲဆိုတဲ့သဘောပဲရှိသေးတာ file ကိုအပြည့်ထုတ်တာမဟုတ်သေးဘူးပေါ့နော်ဆိုတော့ကျွန်တော်ကအဲ့ခဏယူထားတဲ့ဥစ္စာကိုဒီထဲကိုပြန်ထည့်လိုက်မယ်ထည့်လိုက်ခုနကကျွန်တော်ထည့်ထားတဲ့ effect တွေအကုန်ပါပြီးသားနော်ဒါပေမဲ့အခု export နှိပ်မယ်ဆိုရင်ကိုကဆိုရသွားပြီ okay ခုနကဆိုရင်ပတ်စံပေးခိုင်းတယ်အခုကျတော့ export နှိပ်မယ်ဆိုရသွားပြီကိုအမှဘယ်လောက်နဲ့ထုတ်မလဲဘာထုတ်မလဲပေါ့နော်နာမည်လေးကကျွန်တော်ဒီမှာစမ်းပြီးတော့ CapCut test ဆိုပြီးတော့နာမည်လေးကျွန်တော်ပေးလိုက်မယ်နာမည်ပေးပြီးတော့အောက်ဆုံးမှာရှိရဲဒါကတော့ဘယ်နာမှာတိမ်မလဲပေါ့နော်ဒါကကျွန်တော်အခုမှတိမ်မှာဆိုတော့ကျွန်တော်တိမ်နေကြနေရတနေရပေါ့ MEC ပဲ MEC folder ထဲမှာကျွန်တော်တိမ်လိုက်မယ်ပေါ့နော်တိမ် export ဆိုတာနှိပ်လိုက်အဲ့မှာ percentage ပြည့်သွားပြီဆိုရပြီဆိုလို့ရှိရင်ပြီးပြီဆိုရင်ဒါမလို့တော့ကျွန်တော်ဒီဟာကိုထွက်လိုက်လို့ရပြီပေါ့နော်ဒါရတော့ကိုပြင်လို့ရသေးတဲ့ဟာတွေပေါ့ကိစ္စမရှိဘူး cancel နှိပ်လိုက်ထွက်လိုက်ဒါကြီးပါပြီးပိတ်လိုက်တော့နော်ပိတ်လိုက်ပြီးဘယ်နားမှာလဲဆိုတော့ခုနကျွန်တော်တို့တင်ခဲ့တဲ့ဒီမှာ MVC folder ထဲမှာပေါ့နော်ဆိုပြီးတော့ဒီမှာ MVC folder ထဲမှာ CapCut မှာ test ဆိုပြီးတော့ file လေးရောက်နေဆိုရင်နှိပ်ကြည့်လိုက်ခုနကျွန်တော်တို့ pro မှာသုံးရမယ်ပတ်စံပေးမှာရမယ် effect တွေအကုန်လုံးထည့်ထားတဲ့ video file လေးတစ်ခုရပြီပေါ့နော်ဆိုတော့အဲ့ဒါလေးကိုမိတ်ဆွေတို့ကျွန်တော်ကမျှဝေခြင်းဖြစ်ပါတယ်ပေါ့နော်ဒါသည်ကျွန်တော်ပတ်စံတပြားမှလည်းမသုံးဘာမှမလုပ်ဘဲနဲ့ကျွန်တော်ရှိသမျှ pro effect တွေအကုန်လုံးယူသွားတာပေါ့နော်ဆိုတော့အရေးကြီးတာကတော့ကျွန်တော်တို့ခုနလို file လုပ်ပြီးရင်တဆင့်ချင်းပြန်ပြောမယ်ဆိုရင် file လုပ်ကိုလုပ်ရှင်တဲ့ file ဆိုတာ effect တွေပါထည့်ပြီးသွားရင်အဲ့ဒါအကုန်လုံးကို select ပေးပြီးကျွန်တော် compound လုပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့အဲ့ဥစ္စာကို
ဟိုညာဘက်ကအဲ့အပေါ်မှာပေါ့နော်ဗီဒီယိုမှာအဲ့မှာဟိုအောက်ဆုံးစင် motion blur လေးကိုနှိပ်ဒါပေမဲ့အရေးကြီးရ motion blur ဒီကျွန်တော်တို့ 0% တော့ဖြစ်ရမယ်နမို့ file တစ်ခုလုံးကဝါးနေလိမ့်မယ်အဲ့တော့ 0% ကိုအဆုံးထိဆွဲချလိုက်ဆွဲပြီးရင်သူအဲ့မှာ percentage လုံနေလိမ့်မယ်အလုပ်လုပ်နေလိမ့်မယ်ပေါ့နော် rendering အလုပ်လုပ်နေလိမ့်မယ်အလုပ်လုပ်လို့တရားပြည့်သွားပြီဆိုလို့ရှိရင်ခုနကျွန်တော်တို့ CapCut ရှိရဲ့ကို install သွင်းခဲ့တဲ့နေရာပေါ့နော်ကျွန်တော်နေရာမသိရင်လည်းကိုယ့်ဘက်ကို shortcut မှာ CapCut ကို right click နှိပ် right click နဲ့ open file location ဆိုပြီးဖွင့် shortcut ကြီးရောက်သွားမယ် shortcut ကနေထပ်ပြီး open file location ဖွင့်ရင် CapCut ရှိရဲ့နေရာရောက်သွားမယ်အဲ CapCut ရှိရဲ့နေရာထဲမှာကျွန်တော်တို့က user data တွေကိုဝင်ပြီးသွားရင်အဲ့မှာ motion ဆိုပြီးတော့ကျွန်တော် search box မှာရိုက်ထည့်လိုက် motion blur လေးတွေ့လိမ့်မယ်အဲ motion blur မှာခုနကျွန်တော်လုပ်ခဲ့ video လေးရှိမယ်အဲ့ဒါလေးကိုပြန်ဆွဲထည့်ပြီးသွားလို့ရှိရင်အဲ့ဒါ export လုပ်လိုက်ထွက်လာအဲ့ဒါပဲပေါ့နော်ကဲအဆုံးထိနားထောင်ပြီးတော့ကျေးဇူးတင်ပါတယ်ကျွန်တော်ဒီဗီဒီယိုလေးကအဆင်ပြေရဲ့ဒါမှမဟုတ်လို့ရှိရင်မိတ်ဆွေတို့တစ်ဖက်တစ်လမ်းကူညီပေးခဲ့ရဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဒီ channel လေးနဲ့ TikTok မှာလည်းရှိရပါတော့ Facebook နဲ့ TikTok channel လေးကိုလည်းကျွန်တော်တို့ like follow နဲ့ subscribe share လေးလုပ်ပေးသွားပါအောင်နော်